သားသမီးလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သားသမီးကကြီးစိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုပ်ရမယ်ဆိုတဲ့အနေအထားမျိုးတွေမိဘတွေတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်အမှန်ပဲရှိနေတတ်တယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးတွေဟာစိတ်မကောင်းစရာဖြစ်လာနေဦးစင်တောင်ကြီးကကျွေးမွေးဆောင်းရှောက်လာတဲ့ကျေးဇူးတွေကိုမထောက်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်အရွယ်ရောက်လာတဲ့အခါမိအိုဖအိုတွေကိုယခုလိုစူးစူးပူပူစူလိုက်ငေါင်းလိုက်နဲ့ဆိုတဲ့အနေအထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေအထားလူရင်ကျေးမှုတွေဟာပြက်ပြားလာတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့ပြက်ပြားလာတော့မိအိုဖအိုတွေရောက်ခမအမေအိုအဖေအိုတွေဟာအားကိုးရမရှိဘူးကိုယ်ကိုယ်လည်းမစွမ်း